အကျွေးဘူကိစ္စငင်းအေးစီကိုလောက်ရမယ့်ရတရားလေးတစ်ခုပြောပြပေးပါမယ်။လူတိုင်းကအကျွေးနဲ့မကင်းနိုင်ကြဘူးပေါ့နော်။အကျွေးဆိုတာငွေကြေးမှမဟုတ်ပါဘူး။ကျွန်တော်တို့အချစ်ကျွေးတို့မြတ်တာကျွေးတို့အမုန်းကျွေးတို့တန်ရောစင်ကျွေးတို့ရာဇဝတ်ကျွေးစသဖြင့်ပေါ့နော်။ဒါမျိုးလူတိုင်းမှာရှိတတ်ကြပါတယ်။နောက်ဆုံးကျွန်တော်အတိတ်ဝေကျွေးတွေအစားကျွန်တော်တို့မှာရှိနေပါတယ်။ဒါဒီလည်းအကျွေးစင်းထဲမှာပါတဲ့အရာတွေပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာအဓိကပြောချင်တာကတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့အပူတော့ကရောက်နေရတဲ့သူတွေပေါ့နော်။အကြောင်းတစ်ခုကြောင့်သူများစီကငွေချေးထားပြီးမပေးနိုင်တဲ့သူတွေထားပါကျမ်းမာရေးကြောင့်ပဲဖြစ်ဖြစ်အမှုခင်းတွေကြောင့်ငွေကြေးတွေသူများစီကချီးပြီးတော့ပြန်မဆက်နိုင်တဲ့သူမျိုးဒါမျိုးတွေပေါ့နော်ဒီကတော့ဘလို့ချင်းနေမျိုးမှာပဲဖြစ်ဖြစ်အကျွေးကိစ္စနဲ့ပတ်သက်ပြီးတော့ပူလောင်နေရတယ်စိတ်ဆင်းရဲနေရတယ်ဆိုရင်အကျွေးပြန်ဆက်နိုင်မှုတော့ကိုကလည်းစူးစမ်းရမယ်ပေါ့နော်ဒီနေရာလေးလှုပ်လို့ရတယ်အဓိကကိုလည်းအကျွေးပြန်ဆက်ဖို့လမ်းစပေါ်လာခြင်းပဲကန်တရားရဲ့အထောက်ပံ့ရလာခြင်းပဲပေါ့နော်ကိုကိုတိုင်းလည်းလှုပ်ရမယ်ကိုကိုတိုင်းလည်းစူးစမ်းရမယ်ဒါဆိုရင်တော့အကျွေးပြန်ဆက်နိုင်မှာဖြစ်ပါတယ်သူများအကျွေးကိုပြန်ဆက်နိုင်မှုအတွက်လောင်နေရတဲ့သူများဒီနေရာလေးကိုလှုပ်ပါလွယ်ပါတယ်ကျွန်တော်တို့မြမရိုးရာရရနီးအတိုင်းပဲတော့ပါမယ်လင်မန်းတစ်ချက်လိုမယ်ရွက်လာညွတ်လေးညွတ်လိုပါမယ်ပြီးရင်ပါမုံ၅ချက်လိုပါမယ်အဓိကတော့လင်မန်းတစ်ချက်ထဲမှာငွေနယ်ရဲ့မိတ်ဖက်ဖြစ်တဲ့ရွက်လာလေးညွတ်ထည့်မယ်နောက်ပြီးတော့နောက်ထပ်ငွေနယ်ရဲ့မိတ်ဖက်ဖြစ်တဲ့ပါမုံ၅ချက်ပါမုံအလွတ်ပေါ့နော်ပါမုံအလွတ်ကလည်းဝယ်ဖို့လွယ်ပါတယ်ထည့်ပြီးတော့ဖះမှာကက်လူပူဇော်ရမှာဖြစ်ပါတယ်တပတ်တစ်ခါပုံမှန်လုပ်ပေးရမှာဖြစ်ပါတယ်ဒါဒီအလှရတရားပါပဲလင်မန်းထဲမှာရွက်လာညွတ်လေးညွတ်ထည့်မယ်ပါမုံလေး၅ချက်ထည့်မယ်ဒါပြီးရင်ဖះမှာကတ်မယ်ဒါဆိုရင်လွယ်လွယ်လေးပါပဲဒီရတရားလေးကပေါ့နော်လွယ်ပေမဲ့ထိရောက်ပါတယ်ရှေးစရာဆရာကြီးတွေအသုံးပြုခဲ့တဲ့အနည်းလမ်းဖြစ်ပါတယ်ဒါမျိုးလုပ်တဲ့ချိန်မှာတစ်ပတ်တစ်ခါပုံမှန်လုပ်ပေးရဖို့ဆိုရင်အချိန်လိုပါသေးတယ်အချိန်ဆိုတော့နေ့ပေါ့နော်နေ့ခါလိုသေးတယ်ပေါ့နော်ကျွန်တော်တို့ဒီတနင်္ဂနွေသားသမီးတွေဆိုရင်အင်္ဂါနေ့မှာလုပ်ပေးရပါမယ်တလင်းလာသားသမီးတွေဆိုရင်ဗုဒ္ဓဦးနေ့မှာလုပ်ပေးရပါမယ်အင်္ဂါသားသမီးတွေဆိုရင်ကြာသပတေးနေ့မှာလုပ်ပေးရပါမယ်ဗုဒ္ဓဦးသားသမီးတွေဆိုရင်တောက်ကြနေ့မှာလုပ်ပေးရပါမယ်ကြာသပတေးသားသမီးတွေဆိုရင်စနေနေ့မှာလုပ်ပေးရပါမယ်တောက်ကြသားသမီးတွေဆိုတနင်္ဂနွေနေ့မှာလုပ်ဆောင်ပေးရပါမယ်စနေသားသမီးဆိုရင်လည်းတလင်းလာနေ့မှာလှုပ်ဆောင်ပေးရပါမယ်အဓိကတော့ကတ်လူပူဇော်ရမယ်ပေါ့နော်ဒါကကုသိုလ်ကောင်းမှုနဲ့ဆက်နွယ်တဲ့အလှူရတရားဖြစ်တယ်ပေါ့နော်အဲ့အတွက်မိမိတို့ရဲ့ဒီအကျွေးဆက်နိုင်ဖို့အကြောင်းဒီကံအားလျော်စွာကံတရားရဲ့အထောက်ပံ့တွေရလာစေပါလိမ့်မယ်တနည်းတစ်ပုံနဲ့အကျွေးပူကိစ္စတွေငြိမ်းအေးသွားပါလိမ့်မယ်ပြန်စွန်းတဲ့ချိန်ကျရင်ရလာတဲ့ရွက်လာလေးညုံဖန်ခွက်လေးတစ်ခွက်ထဲမှာထည့်ပါရေလေးနဲ့ထည့်ပြီးအမြင့်တနေရာမှာထားပင်ရပါတယ်ကြောင်ရင်ပေါ်ဖြစ်ဖြစ်ဗီဒီယိုပေါ်ဖြစ်ဖြစ်ပေါ့နော်ဒါမျိုးပေါ့ပေါမောကတော့ကိုစားခြင်းစားပါသူများကိုပြန်ပြီးတော့လှူမယ်ဆိုရင်လည်းရပါတယ်ဒါလေးပြောပြပေးတာပေါ့နော်မရှင်းတာရှင်းကျွန်တော်ပြောလို့ရပါတယ်အဆင်ပြေပါစေ